ဒီနေ့မြင်တွေ့နေရတဲ့ကဘာစัจ java လာကြီးလှုပ်ရှားနေတဲ့အရာအလုံးတွေမျက်စိနဲ့ထင်ရှားနေတဲ့အရာအလုံးတွေဖယားသခင်ရဲ့လက်ရာတော်ဖယားသခင်ရဲ့မေတ္တာအလုံးတွေပဲဖြစ်ပါတယ်သူဖယားသခင်ရဲ့ဖန်ဆင်းခြင်းကျေးဇူးကိုချီးမွမ်းချပါတယ်ကဘာလူသားအလုံးတွေဘုရားရဲ့ဂရုဏာတော်ဟာလေလုယာနေလာခြင်းများနဲ့ပင်လေတောင်းဆွေတောင်းတများတဘာဝရှုခင်များတဲ့သရိစံမျိုးပေါင်းစုံဘုရားရဲ့လက်ရာခြင်းမမကုန်နိုင်တော့ဖန်ဆင်းရှိရဲ့လက်ရာတော်ကောင်းကင်မြေကြီးရှိရှိသမျှချီးမွမ်းမေနှစင်ထားတော်လက်ရတဲ့ကလူတော်ရမရှိပါဘုရားရဲ့မြတ်တာအလုံးတူတဲ့များဟာလေလုယာဖြစ်တည်နေတဲ့အရာအလုံးတွေဘုရားသခင်လက်ရတော်ဖြစ်ပါတယ်ဝရပြာဤမစတာရဲလေရတော့ကဘာလူသားအလုံးတွေဘုရားရဲ့ဂရုဏာတော်ဟာလေလုယာနေလာခြင်းများနဲ့ပင်လေတောင်းဆွေတောင်းတများကဘာဝရှုခင်များနဲ့သရိစံမျိုးပေါင်းစုံဘုရားရဲ့လက်ရာချင်းမမကုန်နိုင်တော့ရှိရဲ့လာတော့ကောင်းကင်မြေကြီးရှိရှိသမျှချီးမွမ်းမေမစင်တာတော့လက်ရတဲ့ကလူတော်ရမရှိပါဘုရားရဲ့မြတ်တာအလို့တွေ့တဲ့များချီးမွမ်းမကုန်နိုင်တော့ဖန်ဆင်းရှိရဲ့လက်ရတော့ကောင်းကင်မြေကြီးရှိရှိသမျှချီးမွမ်းမေမစင်ထားတော်လက်ရနဲ့ကလူတော်ရမရှိပါဘုရားရဲ့မြတ်တာအလို့တွေ့တဲ့များဘုရားရဲ့မြတ်တာအလို့တွေ့တဲ့များဘုရားရဲ့မြတ်တာအလို့တွေ့တဲ့များဖန်ဆင်းရှင်ဘုရားရဲ့နာမတော်ဘုန်းကြီးပါစေ